သားပြပြီလား ready အဲ့ပြီ တကိုင်းမန္တလေးငလင်ဘေးကအမတမပြင်းထန်တဲ့ငလင်ပေါ့တကိုင်းကြီးနော်အဲ့တော့ဒီငလင်ဘေးမှာမန္တလေးမှာလည်းတော့ပြည့်စည်ကြတယ်တကိုင်းကလည်းတော့ပြည့်စည်တယ်နော်တကိုင်းကကြတော့ဘုံဘုံခုခမကြီးတာ82.500ခိုင်နှုန်းလောက်ပြည့်စည်စကိုင်းမြို့ပါကမိသားစုပေါင်းအိမ်တော်စုပေါင်း9000လောက်ရှိလူကြီးကတော့ဒီမြို့ပေါ်မှာမိတင်းနေထိုင်တာ3,200လောက်ရှိတခြားမင်းကုန်းတို့နဲ့တခြားဒီစကိုင်းတိုင်းတွေကစကိုင်းမြို့နယ်တွေကရွာတွေမပါဘူးပေါ့နော်အဲ့တော့ဘုန်းကြီးကျောင်းတွေကစကိုင်းမှာဘုန်းကြီးကျောင်းတိလရှင်ကျောင်းနဲ့မင်းကုန်းမှာရှိတဲ့ကျောင်းပေါင်းက2000ကျော်လောက်ရှိတယ်အဲ့တော့တန်ခါတိလရှင်ဥယျာဉ်ကလည်း2000လောက်ရှိတယ်အဲ့ဒီမှာတော်တော်များများကကျောင်းတိုက်ကြီးတွေလည်းပြိုကျတယ်ဘုရားပထိုးတွေလည်းအကုန်လုံးပြိုကျပစ္စည်းတာတွေများတယ်ပေါ့နော်တာသနိကအဆောက်အဦတွေနဲ့ပတ်သက်တဲ့ရှေးအောင်နယ်မြေတွေစကိုင်းမင်းကုန်းကအားလုံးဒီပါတော့ပစ္စည်းတယ်မန္တလေးမှာလည်းပစ္စည်းတာတွေ့ရတယ်နော်ဒီဘက်ကမရဘူးရမယ်လို့အကြောင်းလို့ပြောတယ်အဲ့တော့ဒီသဘာဝဘေးကနေကစကိုင်းမှာလှုပ်ခဲ့တဲ့ညဒီစကိုင်းငလင်ဟာဒါအပြင်းထန်ဆုံးနဲ့အပျက်စီးအများဆုံးပေါ့အပြင်းထန်ဆုံးကတော့အရင်က8.1လောက်လာရင်တော့လှုပ်ခဲ့ပြီးတော့အခုက9.9တချို့နေရာမှာ9.9အဲ့တော့ဒီပျက်စီးဆုံးရှုံးမှုကစကိုင်းမြို့မှာဘုန်းကြီးကျောင်းတွေတင်မဟုတ်ဘဲနဲ့လူတွေရောအိမ်တွေရောအိုးအိမ်ကိတ်တာတွေအများဆုံးပျက်စီးတယ်ပြည့်ရွေ့ကျောကထင်ရှားတာပေါ့စကိုင်းငလင်နဲ့ပြည့်ရွေ့အဲ့တော့ဒီချိန်ခါကာလမှာဘုံဘုံကတော့နော်ဘုံဘုံတို့ကျောင်းကတော့ INC ကျောင်းတိုက်နေထားတယ်ဘုံဘုံကိုယ်တိုင်ဒီနိုင်ငံတကာအဖွဲ့အစည်းတွေပေါ့အခုတပြည့်တော့ကုလသမဂ္ဂရဲ့လက်အောက်ခံမှာကြီးကြတဲ့ကမ္ဘာစားနပ်ရိက္ခာအဖွဲ့တွေနော်နောက် UNAC ကဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးတို့နောက်တခြားသော UNICEF တို့အဲ့ဒီအဖွဲ့အစည်းတွေကိုလည်းပုံပုံပူးပေါင်းပြီးတော့မှ data အချက်လက်တွေပေးပြီးတော့မှအမြန်ထောက်ပံ့ရေးတွေရအောင်ဒီလိုထဲမှာလုပ်ပေးနေပါတယ်အဲ့တော့ပြီးခဲ့တဲ့ဒီ March လ9 ရက်နေ့ကနေ19ရက်နေ့ကနေ20ရက်နေ့ဒီဘုံဘုံအမေရိကန်နိုင်ငံနယူးယောက်မြို့မှာကမ္ဘာကုလသမဂ္ဂအစည်းအဝေးတွေတွက်တက်ခဲ့ပါတက်ခဲ့ပြီးဘုံဘုံဒီ29ရက်နေ့မြန်မာပြည်ရောက်တယ်ဘုံဘုံတို့ကျောင်းမှာကစကိုင်းတစ်မြို့နယ်လုံးရဲ့ဒီအစိုးရဓမ္မစီရနဲ့ပါဠိပရိယာစာမွဲတန်ခါအပါ9000လောက်စာပြေခံတာအဲ့တော့ဓမ္မစီရစာပြေတန်ခါက3000လောက်ရှိတယ်အဲ့ဒီမှာစာပြေနေတော့ဒီကျောင်းကဘုံဘုံလည်းပြန်ရောက်တဲ့နောက်တည့်ရက်ပေါ့နော်25ရက်နေ့ကပြေငလင်လုတ်တယ်ဆိုတော့ဘုံဘုံကအားလုံးတန်ခါတွေကိုချက်ချင်းထွက်ခိုင်းလိုက်တယ်ပြန်မဝင်ခိုင်းတော့တကယ်လို့များအဆောက်အဦတွေပြိုကျသွားမယ်ဆိုရင်တန်ခါအပါ3000လောက်ပြန်လို့လို့မန္တလေးမှာဆိုဥလာသိမ့်သိမ့်မှာလို့ပြိုကျသွားတဲ့အတွက်တန်ခါအပါရာကနာနီးပါတော့ပြန်လို့နော်ဒီစကိုင်းမှာလည်းကျောင်းတိုက်ကြီးတွေဟာသုံးလကျောင်းဆောင်ကြီးတွေပျက်စီးပြိုရင်းသွားကြတာရှိတယ်။တော့မှသင်္နေရှားရှားပြောမြင်တက်ကြတီတာစာတင်လိုက်တို့ဒီနာနော်ရေနာသိန်းကြီးဒီလရှင်ကျောင်းတို့ဇီနိုဒီယာတို့အဲ့အစရှိတဲ့အများကြီးပါလူပုဂ္ဂိုလ်တွေလည်းမြောက်များစွာပဲအခုဆိုရင်ကယ်တယ်ရေးကလုံးလို့မရတော့ dead body တွေရှာဖွေရေးပဲလုပ်လို့ရတယ်နော်အခုတော့စကိုင်းမှာကဗာလေးရောက်လာဆိုတော့တရုတ်နည်းပညာအဖွဲ့ရောက်လာတယ်မလေးရှားအဖွဲ့ရောက်မလေးရှားအဖွဲ့ရောက်လာတော့မလေးရှားအဖွဲ့တွေကိုဘုံဘုံတို့ကျောင်းတိုင်းကဘာသာပြန်တဲ့တီးနေနဲ့လိုက်ပြီးတော့ပေါင်းလို့ဆောင်ရွက်ပေးတယ်နော်အဲ့ဒီပိုင်းကဏ္ဍလေးတွေရှိတယ်နောက်မနေ့ကကမ္ဘာစားနပ်ရိက္ခာအဖွဲ့နဲ့ UNICEF နဲ့နိုင်ငံတကာအဖွဲ့အစည်းတွေဒီဆန်တို့ရိက္ခာတို့စပြီးထောက်ပံ့တဲ့အစီအစဉ်တွေလုပ်နေတယ်နော်အဲ့တော့ဘုံဘုံကတော့ကိုယ်တိုင်ကမတတ်နိုင်ဘူးတက္ကသိုလ်မတွေနဲ့နိုင်ငံတကာလူရှင်တွေရအောင်ဘုံဘုံကြိုးစားဆောင်ရွက်ပေးနေတယ်နော်အဲ့တော့အဓိကတော့နိုင်ငံတကာအဖွဲ့အစည်းတွေကဒီအစိုးရတခုတည်းလုပ်လို့မရဘူးဘုံဘုံတို့လိုဒီ stakeholder လို့ခေါ်တဲ့နည်းနည်းနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ဆက်ဆက်ရှိတဲ့ပုဂ္ဂိုလ်တွေကများများသတင်းပေးတယ်အဲ့တော့အာဆီယံဆိုလည်းဘုံဘုံကရင်းနှီးကြတဲ့အခါကျတော့အာဆီယံကအဟာစင်တာတို့လည်းဒီမှာအမြန်ဆုံးထောက်ပံ့မှုတွေဆောင်ရွက်နေတယ်အဲ့တော့လူပုဂ္ဂိုလ်တွေပိုင်းဆိုင်ရာကတော့နိုင်ငံတကာအဖွဲ့အစည်းတွေကတော့သူတို့တန်းတဲ့ချီထောက်ပံ့ရတဲ့အခါမှာတပြေးပြေးနဲ့ဒီပူစားနိုင်ပါတယ်နော်အဲ့တော့ဘုံကျောင်းတွေတိလရှင်ကျောင်းတွေလည်းလိုအပ်ချက်ရှိတဲ့အတွက်စကားတို့ရဲ့နော်ဒီမြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းကနေပြီးတော့မှစာအိတ်ဒီဟာစီကုန်း90နဲ့နော်စီပိတ်တန်900နဲ့နော်စားတို့နောက်ပြီးတော့ဆောက်ဆွဲကြောက်တို့နော်ဒီတန်းတို့လာလှူပေးတဲ့အတွက်ဘုံဘုံတို့ကဒီစကိုင်းမျိုးရဲ့ကိုယ်ကကျေးဇူးတင်တယ်နော်အဲ့တော့ဒါကတော့ဘုံဘုံကဒီ information လေးနည်းနည်းပြောပြတာပါအဲ့တော့ဒကာကြီးကဒီလိုလူတိုင်းရတဲ့အကြောင်းလေးကိုဘုံဘုံကိုလည်းနည်းနည်းလေးရင်းနှီးပြစကားလေးပြောပြပေးပါဒုက္ခရောက်နေတဲ့အချိန်မှာအကုန်လုံးဝိုင်းဝန်းလူတိုင်းအဲ့ဒါတတိယလည်းဝမ်းတာပြီးပြီးနေပါတယ်ဗျာတတိယလည်းအတင်းနဲ့ပြေတာအားရောက်လူတိုင်းခနဲ့တက်ဝမ်းတာပါတယ်ဗျာအတင်းကနေပြီးတော့ဒီနေရာတစ်ခုတည်းမဟုတ်ပါဘူးဗျာတတိယတော့မန်နေမှာလည်းလုပ်နေပါတယ်ဗျာဟိုကအကုန်လုံးလူခွဲပြီးတော့အတင်းနဲ့ဟိုကဥဆောင်မှုနဲ့ဒီရမှုတွေအများကြီးဆက်တိုက်လုပ်ပါတယ်ဗျာမနေ့ကတရုတ်ဘာသာပြန်တတလေးတယောက်ပြောတယ်သူနဲ့ဘုံဘုံနဲ့မနေ့ကတွေ့တယ်လေသူဒီတရုတ်ကုန်တွေများတင်းရောတရုတ်ပုံကြောင်းကလည်းတို့တက်နိုင်တာတွေဝိုင်းပြီးတော့ပြင်ပို့ပြပြီးတော့နေ့ရက်လေးဆောက်ထားတာဖြစ်ကြတယ်အဲ့တော့ဘာဖြစ်တိုင်းတို့ပြည်သားတွေနော်မန္တလေးမြို့လည်းပြည့်စည်တယ်ဒကာကြီးတို့ကိုယ်တိုင်လည်းအိုးအိမ်တွေထိကျင်လည်းထိကြပါပေါ့နော်ထိကြပါပေါ့အဲ့တော့အားလုံး
ကိုကတည်ကြည်သွားကြတဲ့လူတွေမိသားစုပေါင်းများစွာတဲ့တရားတို့ကျတို့ရေလူမနာဖြစ်ကြတယ်တိုင်းပြည်ကြီးကခေတ်ဆိုးစနစ်ဆိုးကြီးထဲမှာလူတွေဘဝမျိုးမျိုးနဲ့လောကဓာတ်တွေရောနော်တဘာဝဘေးရန်တွေရောလူလုအန္တရာယ်တွေရောကြုံတွေ့ရတဲ့အခါမှာဒီလိုလူသားချင်းဆိုင်ရာစာနာတဲ့စိတ်ဓာတ်တွေမေတ္တာတရားတွေချင်းချင်းရိုင်းမင်းကူညီတဲ့စိတ်ဓာတ်တွေကကျွတ်တို့လူမျိုးတွေမှာပါအမြဲတမ်းတန်ဖိုးကြီးတဲ့ပြည့်ရတစ်ခုနော်ဒါကြောင့်မလို့အားလုံးထောက်ပံ့လူတိုင်းကြတဲ့ဒကာဒကမတွေအားလုံးကိုလည်းဘုံဘုံတို့ IBC ကျောင်းတော်ကကျေးဇူးတင်တယ်ဒီလူတိုင်းကြတဲ့ဟာတွေကိုရဟန်းရှင်လူပြည်သူတွေစီအားလုံးကိုဘုံဘုံကရောက်အောင်နော်ပို့ဆောင်ပေးမှာဖြစ်ပါတယ် ဒီမှာဗျာ နင်းလယ်မှာလည်းခိုင်နှင်းဝေတို့ဖောင်ဒေးရှင်းတဲ့နော်ခါစီသူတို့ကဒီမှာလာကြပါဘူးအဲ့တော့ကျောင်းတိုက်ကြီးတွေပြည့်စည်သွားကြတဲ့ဆရာတော်တွေကိုဒီမှာပြင်ပြီးတော့မှနော်သူတို့ဖောင်ဒေးရှင်းကဘယ်လောက်သူလည်းမသိဘူး။ဒါကျောင်းတိုက်တစ်တိုက်ကိုတင်းကြည်ရလုံးနဲ့ဒီမယ်လို့တော့ဘုံဘုံကြားတယ်နော် ဒီမှာဗျာ အဲ့တော့ဒါလေးလည်းသတင်းစကားပါတာ။အဲ့တော့လက်ဆက်ပြီးတော့မှဒကာကြီးတို့ကမြန်မာနိုင်ငံဒီကုန်းများအသင်းကလည်းတခြားသောအလူရှင်တွေရှိရင်ဆော်ဩပေးပါအောင်လို့ဘုံကမြစ်တယ်ရတယ် ဒီမှာဆော်ပေးပါဗျာ ဒီလိုမြိုက်တင်ပါလေပြောပါဦး အတင်းကလည်းဟိုနှစ်ပိုင်းခွဲပြီးတောင်းလုပ်ပြီးကေစီရေးပိုင်းတစ်ပိုင်းနဲ့နိုင်ငံခြားလာတဲ့ဒီကေစီရေးတင်းလို့ရှိတယ်သူလည်းဟိုတူဒီမြို့ထဲမှာတော့ပြီးကေစီရေးလုပ်နေချာ ဒါပေါ့ စကိုင်းဘက်အကြတော့ကျွန်တော်တို့ဟိုသူတို့အခုလက်ရှိရှိရဲ့နိုင်ငံခြားသားရဲ့ဒီဟောသူတို့နေပြီမဟုတ်တော့ဒီဘက်ကလာလို့မရဘူးဖြစ်တာပေါ့။ဒါကျွန်တော်ကနှစ်ဖွဲ့ခွဲပြီးတော့မှဒီဆိုင်တဲ့ရိတ်ခါတွေကိုပုံမဲ့ခွဲတစ်ခွဲနဲ့ဘောမှာကေစီတစ်ခွဲဆိုပြီးတော့ဟိုစူးစမ်းပြီးတော့မှလုပ်နေချာပါတယ် ဒါတို့ခေါ်ပါတယ်နော်ဘုံလဲကိုယူပါတယ်ဝမ်းလဲဝမ်းမြောက်ပါတယ်သူကြည့်လို့ပြောပါတယ်နော်